အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့သမင်းကိုအားနာရမယ်မင်းကတော့ပစုံငပိရေဂျိုနီလေးကိုပြောပြပေးသွားမှာပါပါဝင်ပစ္စည်းတွေကတော့ငပိပစုံငရုတ်သီးစိမ်ကြက်သွန်ဖြူစနွေးမုံငရုတ်သီးအယောင်တင်မုံပစုံချောက်မုံဟင်းခတ်မုံငရုတ်သီးအကြက်မုံလိုပဲထိပါတယ်အရင်ဆုံးအနက်မွှေးနေအောင်လို့ငရုတ်သီးစိမ်နဲ့ကြက်သွန်ဖြူကိုအိုးပူပူမှာအရင်လှော်လိုက်မယ်နော်ပြီးရင်တော့စားစနွေးနေထားတဲ့ပစုံလေးတွေကိုလည်းအယောင်ရဲရဲလေးထစ်သွားအောင်ခဏလှော်ပြီးဖယ်ထားလိုက်ပါမယ်ကဲအခုငပိရေစကြွကြရအောင်တဲအိုးထဲမှာငပိစနွေးမုံနည်းနည်းရေရဲထည့်ပြီးပွက်ပွက်ဆူအောင်အရင်တီးမယ်ငပိရေဆူလာပြီဆိုရင်တော့အဖက်တွေမပအောင်စကားလေးနဲ့တိချာစစ်ထုတ်ပေးပါနော်ဒါမှငပိရေကတန်တန်လေးရမှာပါနောက်တစ်ဆင့်ကတော့ဟင်းနစ်လို့ဖို့အတွက်စီလေးနဲ့နဲ့ထဲကြက်သွန်ဖြူကိုစီတက်မယ်ပြီးရင်အယောင်လှသွားအောင်ငရုတ်သီးအယောင်တင်မုံလေးထည့်မယ်စောစောကလော်ထားတဲ့ငရုတ်သီးနဲ့ကြက်သွန်ဖြူကိုထောင်းပြီးတော့ထည့်မွေလိုက်မယ်နော်အရသာပိုရှိသွားအောင်ပစွန်6မှုန့်နဲ့ဟင်းခတ်မှုန့်လေးလည်းထည့်ပေးပါအောင်အနစ်လေးတွေရပြီဆိုရင်တော့စစ်ထားတဲ့ငပိရေကိုလောင်းထည့်ပြီးမိနစ်20လောက်အချိန်ပေးပြီးကြိုပေးပါဝိုင်းမနာအောင်လို့တေချာလေးကြိုပေးကိုလိုပါရဲ့ရှင်ဟင်းကိုကြာခါနေ10မိနစ်လောက်မှစောစောကလော်ထားတဲ့ပစုံလေးတွေကိုထည့်လိုက်မယ်နော်နောက်ဆုံးအနေနဲ့အနံ့ရောအရသာရောရှယ်ဖြစ်သွားအောင်ငရုတ်သီးကြက်မှုန်လေးကိုအပေါ်ကနေဖြူးလိုက်မယ်ဆိုရင်တော့အနက်ဖွင့်ဖွင့်အရသာစိတ်စိတ်နဲ့ပစုံငပိရေကြိုလေးရပါပြီရှင်လောက်ရတာအရင်လေလို့အိမ်မှာလဲလိုက်လို့ကြည့်ကြပါအောင်နော်